လောကဓာတ်တရားတွေဟာကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်အလကားဖြစ်လာတာမဟုတ်အလကားတွေ့ရတာမဟုတ်ဖြစ်เสียအကြောင်းကနောက်ွယ်မှာရှိကိုရှိနေတယ်ဟုတ်လားအဲ့ဒီအကြောင်းတရားတွေရှိနေရင်တော့ပိသက်ရေလောကဓာတ်တရားကတော့ရှောင်လို့မရဘူးတွေ့မှာနော်ကောင်းတာတွေလှုပ်ထားရင်ကောင်းတဲ့လောကဓာတ်တွေ့ရလိမ့်မယ်မကောင်းတာတွေလှုပ်ထားရင်မကောင်းတဲ့လောကဓာတ်တွေ့ရလိမ့်မယ်အဲ့ဒါကိုမြင်အောင်ကြည့်ရမယ်အကြောင်းတရားကိုလုံးမိပြီးရင်တော့အကျိုးတရားကိုရှောင်လွှဲခြင်းလို့မရဘူးနော်ပြုမိပြီးရင်တော့ပြုသူဖြစ်မိရင်ခံသူဖြစ်ရဒါမဖြစ်ခြင်းလို့မရဘူးဒါဘုရားတောင်ရှောင်လွှဲလို့ရတဲ့ကိစ္စမဟုတ်ရဲ့လားမြတ်စွာဘုရားတောင်ရှောင်လွှဲလို့မရဘူးနော်ဆိုပါစို့မြတ်စွာဘုရားဟာတလောကလုံးမှာလက်လာပါအနေနဲ့အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးလို့ပြောလို့ရပါတယ်ဟုတ်လားတလောကလုံးရဲ့တကယ်လူမင်းနတ်မင်းမြမမင်းတွေကစကြည်ညိုဥခတ်ရတဲ့မြတ်စွာဘုရားအဲ့ဒါလောက်လာဘရှာခြင်းဆိုတဲ့တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးပေါ့ဟုတ်လားဒါပေမဲ့လို့ဥရှင်တို့ဝေဒင်္ဇာပြည်မှာမြတ်စွာဘုရားဝါကတ်တော့ဝေဒင်္ဇာပုံနာကပင့်လို့ဝေဒင်္ဇာပြည်ကိုမြတ်စွာဘုရားကြွရတယ်အဲ့ဒါလိုကြွတော့မာနကလှည့်စားလို့ပုံနာကမြတ်စွာဘုရားကိုပင့်မဲပင့်ထားပြီးတော့မိတ်တယ်ဘာမှလှူရတန်းရမှထောက်ပံ့ရမှမသိဘူးအဲ့ဒီမှာမြတ်စွာဘုရားနဲ့တန်ဃာတော်တွေဟာမြင်းကုံတယ်တွေင်းကျွေးဖို့ယူလာတဲ့မူရောဆံအကျမ်းတွေကိုစားရတယ်အဲ့ဒါရှင်အာနန္ဒာကဒီဆံကျမ်းလေးတွေကိုစုံနဲ့ထည့်ပြီးတော့ထောင်းပြီးတော့ရေစိမ့်ပြီးတော့ပြုတ်ပြီးတော့မြတ်စွာဘုရားကိုကတ်ရတယ်နော်တလောကလုံးရဲ့အထွတ်ထိပ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးတောင်မှအဲ့ဒါလို့ရခြင်းတွေဘလောက်ပဲများများမရခြင်းဆိုတာကိုလည်းသူတွေ့ရသေးတာပဲဒါလည်းသူ့မှာအကြောင်းတရားရှိတယ်ဟိုတုန်းကသူကတန်ဃာတော်တွေသူတော်ကောင်းတွေကိုဝစီကံအနေနဲ့ဘုရားလောင်းကပြစ်မှားခဲ့ဘူးလို့အဲ့ဒီအကျိုးတရားကိုလက်ခံရတာဟုတ်လားအဲ့တော့လာဘဆိုတာကိုမြတ်စွာဘုရားတွေ့တယ်လို့အလာဘကိုလည်းတွေ့ရတာပဲတွေ့တယ်ဆိုတာလည်းအကြောင်းပဲတွေ့တာမဟုတ်ဘူးဖြစ်เสียတွေ့เสียအကြောင်းရှိနေတယ်ဟုတ်ရလားအဲ့ဒါလိုပဲယတနော်ကြည့်အချမ်းရံလေးအများကြီးရှိတယ်လို့အယတနော်ပလက်လဲတော်မှာနော်ကောတံဒီမှာမြတ်စွာဘုရားတရင်သုံးတော်ကတန်ဃာတွေညင်းခုန်ခြင်းကိုအကြောင်းပြုပြီးတော့ကြွဲကြပြဲကြတော့မြတ်စွာဘုရားပလက်လဲတော်ကိုထွက်သွားတာလေတပါးတည်းပြုစုမဲ့လူမရှိဟုတ်ရလားပလက်လဲစင်မင်းရဲ့ပြုစုတာကိုခံပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာတရင်သုံးရတယ်ဆိုလိုတာကအချမ်းရံနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားတောင်မှအချမ်းရံနဲ့မပြည့်စုံခြင်းဆိုတဲ့နော်ဆန့်ကျင်ဘက်ဆိုရတဲ့အနေအထားကိုရင်ဆိုင်ရသေးတယ်ဒါလည်းအကြောင်းတရားရှိတာပဲဟုတ်လားနောက်ပြီးတော့ပါတော့လာဘောအလာဘောယတောအယတောနေနာပတန္တာနော်တလောကလုံးရဲ့ချီးမွမ်းခြင်းတွေဘဝရှံအောင်ရတဲ့ပုဂ္ဂိုလ်တို့ပါမြတ်စွာဘုရားကနော်ဉာဏ်ရှိကြတဲ့ပုဂ္ဂိုလ်တွေအချီးကျူးခံတိုက်တဲ့ပုဂ္ဂိုလ်တွေရဲ့ချီးကျူးခြင်းကိုခံရတဲ့မြတ်စွာဘုရားပါအဲ့ဒါလို့မြတ်စွာဘုရားတောင်မှတုံတရီတို့လိုဇိန္ဒမာနာတို့လိုဟုတ်လားမြတ်စွာဘုရားကိုဆွတ်ဆွဲကြတာပုတ်ခတ်ကြတာသူတို့ကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကိုအထင်မှမြင်မှဖြစ်ပြီးတော့ကဲ့ရဲ့ကြတာတွေဒါတွေကိုမြတ်စွာဘုရားမတွေ့ကြုံရဘူးလားတွေ့ကြုံရတယ်ဒါလည်းပဲသူ့မှာအကြောင်းတရားရှိတာပဲနော်မြတ်စွာဘုရားနှုတ်စဉ်ကာလတုန်းကပြည့်စကဗုဒ္ဓအရှင်မြတ်တွေယဟန္တာအရှင်မြတ်တွေကိုအဲ့ဒါလို့ဆွတ်ဆွဲဆွဲမဟုတ်ဖဲနဲ့သူပြောခဲ့တာနော်ရှိတာပဲအကြောင်းတရားတွေရှိတော့ဒီမှာလာပြီးတော့တွေ့ရဟုတ်ရလားအဲ့ဒါလို့ပဲဒုက္ခဒုက္ခအင်မတန်နုညံ့သိမ်မွေ့ပြီးတော့အလွန်ချမ်းသာတော်မူတဲ့မြတ်စွာဘုရားဟာနောက်တစ်ခါတရားမှာခါတော်နာတာဆိုတာရှိတယ်ခေါင်းတော်ခဲတယ်ဆိုတာရှိတယ်ဟုတ်လားရှင်တေဝဒတ်ကလှုပ်ကြံလို့ကြောက်ချက်လွာမှန်ပြီးတော့ခြေမတော်မှာသွေးကြည်ဥပြီးတော့နောက်တစ်ကိုယ်လုံးပူပြီးတော့ရှင်ဇီဝကရဲ့ခွဲစိတ်ခြင်းကိုတောင်ခံရတာရှိတယ်ဟုတ်ရဲ့လားအဲ့ဒါကလည်းပဲသူ့ရဲ့အတိတ်ကာလတုန်းကအမွေဒီဟူသောအကြောင်းကြောင့်နော်သူညီရဲ့သားကိုကြောက်ခဲနဲ့ထုသက်ခဲ့တဲ့ကံကြောင့်မို့လို့မြတ်စွာဘုရားမှာအဲ့ဒါလို့အခြေအနေစိုးကိုလမ်းပြီးတော့တွေ့ရတာပေါ့အဲ့ဒီတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်တွေပဲဖြစ်ဖြစ်ဘဝမှာတွေ့လာပြီးကျုံလာပြီးစိတ်ထဲမှာဒါကရင်ဆိုင်ဖို့ခက်လိုက်တာဆိုတဲ့အနေအထားမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဒါတွေရဲ့နောက်ွယ်မှာအကြောင်းတရားတွေရှိတယ်လောကကြီးကအကြောင်းကင်းပြီးတော့ဘာမှမဖြစ်ဘူးဆိုတာကိုမှန်မှန်ကန်ကန်နားလည်ပြီးတော့အထူးသဖြင့်မကောင်းတဲ့လောကဓာတ်တွေနဲ့တွေ့လာတဲ့အခါမှာစိတ်ထဲမှာကျဉ်းနှံ့မှုရအောင်တွေ့တတ်ဖို့လိုတယ်ဟုတ်ရဲ့လားကျဉ်းနှံ့မှုရအောင်တွေ့တတ်ဖို့လိုတယ်နော်ဆိုကြပါစို့လူတယောက်အသက်ခံရတော့မယ်
ဟာသူကရာဇဝမှုတွေကိုရဲရဲဆက်ဆက်လွန်ကျူးလို့အသက်ခံရတာတဲ့လို့သူရာဇဝမှုလွန်ကျူးခဲ့တာကိုသိနိုင်မယ်မြင်နိုင်မယ်ဆိုရင်လောလောဆယ်သူအပြစ်ဒဏ်ခံရတာကိုသိပြီးတော့စိတ်ထဲမှာခံစားချက်ပြင်းထန်မယ်မဟုတ်ဘူးဟုတ်တယ်မဟုတ်လားဘာမှမဟုတ်ဘဲနဲ့အတလွတ်ခံရတာဆိုရင်တော့ဒါမကျင်တတ်စရာကြီးပေါ့အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဘာမှအတလွတ်ခံရတယ်ဆိုတာမရှိပါဘူးဟုတ်ရဲ့လားလောကကြီးကအလွန်တရားမျှတတယ်မသိနိုင်မမြင်နိုင်ကြလို့သာမကောင်းတာတွေနဲ့တွေ့လာတဲ့ခါမှာမကျင်တတ်မှုဖြစ်ကြရတာအလုံးဟာပေးဆက်ကြရတယ်ဘာကြောင့်ပေးဆက်ကြရလဲရယူခဲ့လို့ပေးဆက်ရတာဟုတ်ရဲ့လား